လာကုံငွေဝင်ကျန်းစေမဲ့ရတရားလေးတစ်ခုကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်ဆရာအခုဆိုရင်2လပိုင်းလာကုံတော့မှာဖြစ်ပါတယ်ဒီ2လပိုင်းဟာအရန်ဟိုမှာအရေးကြီးတဲ့လာကုံရက်ဖြစ်တယ်ဘာလို့လဲဆိုတော့ဒီ2လပိုင်းလာကုံကန်ဒီမှာဂျိုးအပြောင်းလဲတွေနက်ခတ်အပြောင်းလဲတွေအရန်များတဲ့လာဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒီ2လပိုင်းမှာ2လပိုင်း3လပိုင်းအကူအပြောင်းမှာကို့မှာကုသိုလ်တွေရှိနေဖို့လိုအပ်တယ်เนาะဒါမှကုသိုလ်ကောင်းမှုတွေကိုစီမှာပြေဝနေမှာဒီလာအကူအပြောင်းလုပ်တဲ့အခါမှာကိုက energy အသစ်တွေနဲ့ပြန်လဲစတင်ပြီးတော့မှငွေဝင်ကျန်းလာမယ်လုပ်ငန်းအသစ်တွေလုပ်မယ်ဆိုရင်လည်းအောင်မြင်လာမယ်เนาะအယောင်းဝယ်တွေကောင်းလာမယ်ထီတွေချဲတွေပေါက်လာမယ်အကျွေးတွေကြေးလာမယ်ငွေအလုံးလိုက်အရင်လိုက်ဝင်လာမယ်ကိုလုပ်တဲ့စီးပွားရေးတွေအလုပ်ကိုက်တွေအကုန်လုံးအောင်မြင်တိုးတက်လာမယ်ဝန်ထမ်းဆိုရင်လည်းယာတုတိုးတာလစာတိုးတာစသည်ဖြစ်ပေါ့เนาะကောင်းတဲ့အရာတွေကိုလက်ခံရမယ်လလို့ဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒီ2လပိုင်းလကုန်ကန်ဒီမှာတခြားလတွေနဲ့မတူဘဲနဲ့2လပိုင်းဒီလကုန်နဲ့လအရန်ဟိုမှာအရေးကြီးတဲ့လဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒီဆရာကဒီ2လပိုင်းလကုန်ငွေဝင်ကျန်းစေမယ်ရတရားလေးကိုဆရာပြောပြပေးမယ်ဒီရတရားလေးကနော်ငွေဝင်လဲကျန်းစေတယ်ကို့မှာအခက်ခဲတွေရှိရင်လည်းပြေပြောက်စေတယ်အကျွေးတွေလည်းကြေစေတယ်အယောင်းဝယ်တွေလည်းကောင်းစေတယ်စီးပွားရေးတွေလည်းတက်စေတယ်ဒီရတရားကိုပြုလုပ်ပြီးပြီဆိုတာနဲ့9ရက်အတွင်းမှာပဲကိုတိတိတတာကန်နေကန်နေကောင်းလာမယ်ကန်ဆိုးနေတာတွေပျောက်သွားမယ်နော်ထီရချဲတွေပေါက်လာမယ်အယောင်းဝယ်တွေကောင်းလာမယ်9ရက်အတွင်းမှာပဲကိုလက်ပိတ်နေတဲ့သူတွေတောင်မှငွေအလုံးနဲ့အရင်လဲဝင်လာလိမ့်မယ်နော်အိမ်တို့ခြံတို့မြေတို့ဝင်ကိန်းရှိမယ်လို့ခံမှန်းထားတဲ့သူတွေကိုယ်စိတ်ထဲမှာတွေးတောထားတဲ့လူတွေကြံစီထားတဲ့လူတွေလည်းအိမ်ခြံမြေဝင်ကိန်းရှိတယ်နော်အဲ့တော့ဒီ2လပိုင်းလကုန်တာတခြားလတွေနဲ့မတူဘဲနဲ့အရန်ဟိုမှာအရေးကြီးတဲ့လဖြစ်တယ်အဲဒါကြောင့်မလို့ဆရာဒီရတရားလေးကိုဆရာတေးသေးချာချာလေးပြောပြမယ်နော်ပြီးတော့ဒီလူတယောက်ကကွာကိုယ့်စီကိုငွေဝင်ဖို့ဆိုရင်ကို့မှာအားကောင်းနေဖို့လိုတယ်ကုသိုလ်အားကောင်းဖို့လိုတယ်ကံအားကောင်းဖို့လိုတယ်ငွေအားကောင်းဖို့လိုတယ်လူတယောက်ကကို့မှာအားအင်နေ energy တွေပြည့်ဝနေမှာကိုယ့်စီကိုအဖက်ဖက်ကနေပြီးတော့လဲငွေဝင်လာမယ်မိတ်ကောင်းဆွေကောင်းတွေရလာမယ် energy ကောင်းတဲ့သူတွေပဲကိုနားကိုရောက်လာမယ်ကိုနဲ့ကိုက်ညီတဲ့သူတွေပဲကိုနားကိုရောက်လာမယ်เนาะကိုကူညီဆောင်မမဲ့သူတွေစောင့်ရှောက်တဲ့သူတွေဒါမှမဟုတ်နတ်ကောင်းနတ်မြတ်တွေအဆောင်ရှောက်ကောင်းတွေကကိုကုသိုလ်energy တွေတီလာတွေတမာရီတွေအားလုံးပြည့်စုံနေကိုနားကိုเนาะအဆောင်ရှောက်ကောင်းတွေရောက်တတ်တယ်လာတတ်တယ်အဆောင်ရှောက်ကောင်းတွေရောက်လာပြီဆိုရင်ကိုလုပ်တဲ့အရာတွေကဘာပဲလုပ်အဆင်ပြေတယ်เนาะအဲ့ဒါကြောင့်မလို့လူတယောက်ကလူတွေကတချို့လူတွေကပြောတာပေါ့နော်ချမ်းသာဖို့အရေးကြီးတယ်ချမ်းသာဖို့ no ချမ်းသာဖို့ဆိုတာတဲ့တသက်လုံးချမ်းသာဖို့အရေးကြီးတာခဏလေးချမ်းသာဖို့မဟုတ်ဘူးเนาะလူတယောက်ကချမ်းသာတာချမ်းသာအောင်လုပ်လို့ရတယ်ဒါပေမဲ့ခဏလေးချမ်းသာတာဘာမှခဏလေးချမ်းသာပြီးတော့ပြန်ဆင်းရဲသွားရင်ဘာလုပ်မှာလဲတသက်လုံးကိုကချမ်းသာနေဖို့လိုတယ်เนาะချမ်းသာပြီးတော့မှဆင်းရဲသွားရင်ပို့ပြီးတော့ကိုယ်မှာစိတ်ခံစားမှုတွေစိတ်ဒဏ်ရာတွေပို့ပြီးတော့ရတယ်အဲ့တော့ကိုကချမ်းသာဖို့လုပ်တဲ့အခါမှာအမြဲတမ်းချမ်းသာဖို့เนาะအမြဲတမ်းတီလာရှိဖို့အမြဲတမ်းကုသိုလ်ကောင်းမှုတွေလုပ်ဖို့လိုတယ်ဒါမှကိုယ့်ရဲ့ချမ်းသာမှုတွေကရေရှည်ခံမှာเนาะတချို့ကငွေဝင်ရတရားတွေပေးတယ်ငွေဝင်ရတရားတွေကအများကြီးရှိတယ်ငွေဝင်အောင်ကတော့ဒါဘေးရင်းစရာအကုန်လုံးလုပ်တတ်တယ်ငွေဝင်အောင်လုပ်တတ်တယ်အကုန်လုံးလုပ်တတ်တယ်ဒါပေမဲ့အဲ့ငွေမြဲဖို့နဲ့ပွားများဖို့လုပ်ဖို့ကခက်တယ်เนาะကိုယ့်စီကိုဝင်လာတဲ့ငွေကထပ်ပြီးတော့ပွားများအောင်ထပ်ပြီးတော့ဒီငွေကထွက်မသွားဘဲနဲ့ကိုယ့်လက်ထဲမှာမြဲနေအောင်ဒီငွေတွေအားလုံးကိုစုမိဆောင်မှုအောင်လုပ်ဖို့အတွက်ကကို့မှာကံဉဏ်ဝရိယလိုတယ်ဒါနသီလလိုတယ်၅ပါးသီလလုံးမှုလိုတယ်ဒါမှအဲ့ဒါတွေပေါင်းဆက်မှကိုကပို့ပြီးတော့ချမ်းသာပို့ပြီးတော့အောင်မြင်လာမှာเนาะအဲ့ဒါကြောင့်မလို့ဆရာကဒီနေ့အင်အားကောင်းစေတဲ့ရတရားလေးကိုပြောပြပေးမယ်เนาะအဲ့တော့ဒီရတရားလေးကိုဖေဖော်ဝါရီ29ရက်နေ့မှာပြုလုပ်ရမယ်2026ခုနှစ်တရက်တည်းပဲပြုလုပ်ရမယ်နေ့တိုင်းပြုလုပ်စရာမလိုဘူးမနက်9နာရီကနေမနက်7နာရီခွဲတွင်ကိုဆရာတို့ပြုလုပ်ရမယ်เนาะဆရာတို့လူတစ်ယောက်ကလေအားရှိအောင်နော်လူတယောက်ကအားနေနေအားရှိအောင်မလုပ်ရလဲကဲလူတယောက်ကအားနေနေဘာတွေစားတော့ဘာတွေတောက်တော့ကဲဒါဆရာပြောမယ်လူတယောက်ကအားနေနေရင်နွားတို့တောက်ရတယ်အားရှိရယ်ငပြောသီးစားရင်အားရှိရယ်ကြက်ဥပြုတ်စားရင်အားရှိရယ်အဲ့တော့လူတယောက်အားရှိတဲ့အစားအစာတွေကအားရှိဖို့တော့ဒါတွေစားရတယ်အဲ့တော့ဆရာတို့လူတယောက်မှာကံအားနေနေရင်ငွေကံအားနေနေရင်လူရဲ့ကံအားနေနေရင်လေကံနေနှိမ့်ပြီးတော့အချီရေးအိမ်တော်ရေးစီးပွားရေးတွေအစင်မပြေတော့ဘူးကျမ်းမာရေးအားနေရင်ကျမ်းမာရေးညံ့မယ်လူတယောက်မှာ energy အားတွေလျော့နေရင်เนาะဒီကိုကအစင်မပြေတာတွေအခက်ခဲတာတွေအယမ်းများမယ်အဲ့တော့လူတယောက်အားရင်ပြေးဝဖို့အတွက်ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာလဲအင်တိုင်းအားတိုင်းဖြစ်စေမဲ့เนาะဆရာတို့အစွမ်းထက်ရတရားပီရရတရားเนาะဓာတ်ရိုက်တဲ့စင်ရတရားကိုဆရာပေးမယ်เนาะအဲ့တော့မြတ်စွာဘုရားကိုကအားကောင်းစေတဲ့အရာတွေကိုစွန့်ကပ်မယ်
ဆိုရင်ကိုယ့်စီကိုလည်း energy အသစ်တွေအားကောင်းစေတဲ့အရာတွေရောက်လာပြီးတော့မှကိုကငွေအင်အားကောင်းကောင်းနဲ့ငွေဝင်ကျန်းလာမယ်ကျန်းမာရေးကောင်းလာမယ်အခြေရေးအိမ်တော်ကြီးကောင်းလာမယ်စီးပွားတက်လာမယ်အယောင်းဝယ်ကောင်းလာမယ်အလုပ်ကိုင်တွေအဆင်ပြေလိမ့်မယ်ဒီလိုအားရင်အသစ်တွေရဖို့အတွက်ဆရာတို့ energy ကောင်းတဲ့ဟာတွေကိုမြတ်စွာဘုရားကိုဆရာတို့ကကတ်လူမယ်နော်ကတ်လူတဲ့နေရာမှာလဲလောဘဒေါသမောဟမပပဲနဲ့ကုသိုလ်ရခြင်းနဲ့စိတ်တစ်ခုတည်းနဲ့မြတ်စွာဘုရားကိုကတ်လူမယ်ဒါဆိုရင်ကို့မှာကုသိုလ်လဲရမယ်ကိုဖြစ်ချင်တာလဲဆူတောင်းရင်လဲဆူတောင်းပြည့်မယ် energy အသစ်တွေလဲရမယ်နော်အဲ့တော့မြတ်စွာဘုရားကိုဆရာတို့ဘာကတ်ရမလဲဆိုတော့နွားနို့တစ်ခွက်ကတ်လူရမှာဖြစ်တယ်28ရက်နေ့မှာနွားနို့မရှိတဲ့သူတွေကတော့နိုးမုတ်ကလေးကိုဖြော်ပြီးတော့ကတ်မယ်ပြီးရင်ဆရာတို့ငပြောသီးနှလုံးကိုမြတ်စွာဘုရားကိုကတ်မယ်ငပြောသီးကတ်တဲ့နေရာမှာမြတ်စွာဘုရားကိုငပြောသီးကတ်လူတဲ့နေရာမှာအခွန်လေးခွာပြီးတော့ကတ်ပြီးငပြောသီးကိုဒီလိုအလုံးလိုက်ကြီးမကတ်နဲ့ငပြောသီးကိုခွာဆရာတော့ငပြောသီးမှန်းသိအောင်လို့နော်ပြထားတာပြီးရင်ဆရာတို့ကြက်ဥပြုတ်တစ်လုံးကိုအခွန်ခွာမယ်အခွန်ခွာပြီးမှမြတ်စွာဘုရားကိုနော်နွားနို့တစ်ခွက်ရဲ့ငပြောသီးနှလုံးရဲ့ကြက်ဥပြုတ်တစ်လုံးရဲ့ပြီးတော့စီမီအဖြူရောင်တတိုင်ရဲ့ကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုကတ်လူပူဇော်မယ်ပြီးရင်ဆရာတို့တန်မုတ်တွေကာတာကို17မီးငိမ့်အောင်17ခေါက်ရွတ်မယ်24ပစ္စည်းအကျင့်ကို17မီးငိမ့်အောင်17ခေါက်ရွတ်မယ်ဒါဆိုရင်မြတ်စွာဘုရားကိုကဒီအားရင်ပြေးဝစေမဲ့အလူဒါနတွေကတ်လူရတော့အကျိုးအားကြောင့်ကို့မှာလဲနော် energy အသစ်တွေရလာမယ်စွမ်းရင်အသစ်တွေရလာမယ်ကို့မှာရှိတဲ့အားမပြည့်မီတဲ့ဟာတွေအကုန်ပြည့်မီလာမယ်ဥပမာထားပါတော့ငွေကန်နေနေရင်လုံးဝငွေအင်အားကောင်းကောင်းနဲ့ကိုယ့်စီကိုဝင်မလာတဲ့အတွက်ကိုကအကျွေးတွေလည်းဆက်လို့မရအောင်ကို့မှာလူချင်တာလည်းလူလို့မရအောင်အိမ်ဆောက်ချင်လည်းဆောက်လို့မရအောင်ကားဝယ်ချင်လည်းဝယ်လို့မရအောင်ဒါတွေအားလုံးကငွေရှိမှဖြစ်မှာအဲ့တော့ကိုယ့်စီကိုငွေအင်အားကောင်းကောင်းနဲ့ဝင်လာအောင်လို့ဆရာကဒီအလူဒါနာမျိုးကိုကတ်လူခိုင်းခြင်းဖြစ်တယ်အရန်ဥမှာအစွမ်းထပ်ပြီးတော့ထူကြတယ်ဒီအရာကိုကတ်ရင်9ရက်အတွင်းမှာပဲကိုထူတယ်ကန်နေနေတော့မှ9ရက်အတွင်းမှာထူတယ်ကန်ကောင်းနေတော့ချက်ချင်းလက်ငင်းထူကြတာမျိုးလဲဆရာတို့ရှိတယ်ယုံကြည်နဲ့လုပ်ဖို့ပဲဆရာတို့လိုအပ်ပါတယ်เนาะအဲ့တော့ဆူတောင်းရမှာတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကို28ရက်နေ့မှာเนาะငွေအင်အားကောင်းစေမဲ့လူအင်အားကောင်းစေမဲ့နွားနို့တစ်ခွက်ကြက်ဥပြုတ်တစ်လုံးမပြောသီးနှလုံးကိုကတ်လူပူဇော်ပါတယ်ကတ်လူရသောစေတနာတရားမြတ်တာအကျိုးများကြောင့်တပည့်တော်ဒီ28ရက်နေ့ကနေစပြီးတော့9ရက်အတွင်းမှာပဲငွေအင်အားကောင်းကောင်းနဲ့ငွေဝင်ပါစေကန်နေနေတာတွေပပျောက်ပါစေအလူဒါနတွေများများလုပ်နိုင်ပါစေဒီထက်မကလူနိုင်တန်းနိုင်ပြရသည်ဒီထက်မကသာသနာပြုနိုင်ပြရသည်ဆရာတို့ဆူတောင်းမယ်ဆူတောင်းပြီးဆိုတာနဲ့ဆရာတို့ဒီရတရားလေးပြုလုပ်လို့ပြီးပါပြီဒီရတရားလေးကို28ရက်နေ့မှာလုပ်လိုက်တာနဲ့ကိုယ့်ရဲ့စီးပွားရေးအခြေရေးအိမ်တော်ရေးလူမှုရေးပညာရေးကျန်းမာရေးအားလုံးအဆင်ပြေချုံးမွေ့သွားပြီးတော့တိုးတက်အောင်မြင်ပြီးတော့ energy ကောင်းကောင်းနဲ့ဘဝအသစ်တစ်ခုကိုပြန်လည်စတင်နိုင်မယ်ဆိုတာကိုဆရာအာမခံပါတယ်အခုအရေးကြီးရလေးတစ်ခုပြောပါမယ်ဆရာစီမှာအခု3လပိုင်းအတွက်ပေါ့နော်ရရအပ်ထားတဲ့ရရဒီ3လပိုင်းအတွက်ရရလာအပ်ထားတဲ့လူဒီနေ့နဲ့ဆိုရင်အယောက်600ကျော်ရှိသွားပါပြီအဲ့တော့ဆရာကိုလာစဉ်လာတိုင်းယုံကြည်နဲ့ကံမြင့်ကံတက်ပွဲတွေအပ်ကြတယ်ပီရရရအပ်ကြတယ်ဆေးဖြောင်းနိုင်ထုံးမှုအပ်ကြတယ်9ရက်သားသမီးအားလုံးကိုဆရာကကျေးဇူးတင်ပါတယ်ဆရာစီကိုယုံကြည်နဲ့အပ်တဲ့အတွက်လည်းဆရာယုံကြည်နဲ့ကိုတေချာစွမ်းအောင်ထူကြအောင်ဆရာပြိတ္တတွေကိုလုပ်ပေးမှာဖြစ်ပါတယ်ဆရာစီမှာရရအပ်တဲ့သူတွေကိုဆရာတခုအာမခံနိုင်တာတော့ဆရာ2026ခုနှစ်ထဲမှာဆရာပြိတ္တတွေအကုန်လုံးဆရာစိတ်ချမ်းသာအောင်ကိုကျမ်းမာအောင်ချမ်းသာအောင်ဥစ္စာဒနာတွေတိုးပွားအောင်စီးပွားတက်အောင်ငွေဝင်ကျအောင်လို့ဆရာကပြုလုပ်ပေးပါမယ်ဆိုတာကိုဆရာအာမခံပါတယ်အဲ့တော့ဆရာပြိတ္တတွေအမြဲတမ်းရရအပ်နေကြတဲ့သူတွေရောအခုလူတစ်တွေရောပေါ့လူဟောင်းတွေရော3လပိုင်းအတွက်ဆရာစီမှာရရပွဲတော်ကြီးကိုလာပြီးတော့အပ်လို့ရပါပြီလာပြီးတော့ join လို့ရပါတယ်ဆရာနဲ့ဆရာတေးချာလေးစီမံဆူတောင်းပြီးတော့မှဆေးဖြောင်းနိုင်နေကြော်ဝဲတွေထိုးပြီးတော့မှပီရဓာတ်ရိုက်တက်စင်တွေအစီရင်တွေနဲ့ပြုလုပ်ပေးမှာဖြစ်လို့ဆရာပြိတ္တတွေအကုန်လုံးအခုပဲဆရာရဲ့ Viber ဖုန်းနံပါတ်ဒါမှမဟုတ် Telegram ဖုန်းနံပါတ်တွေမှာစာပို့ပြီးတော့ရရအပ်နိုင်ပါတယ်အကောင့်အတုတွေ page အတုတွေရှိတော့တစ်ချက်လေးတော့သတိထားပေးကြပါဆရာရဲ့ Viber ဖုန်းနံပါတ်က39966331ဖြစ်ပါတယ်ဆရာရဲ့ Telegram ဖုန်းနံပါတ်ကလည်း66331ဖြစ်ပါတယ်ဆရာရဲ့ငွေလွှဲအကောင့်ဖုန်းနံပါတ်ကလည်း66331ဖြစ်ပါတယ်အကောင့်နာမည်ကတော့အောင်ရဲလွင်ဖြစ်ပါတယ်ဒီနံပါတ်မဟုတ်ဘူးဆိုရင်လုံးဝကိုငွေမလွှဲပါနဲ့အလိန်ခံရရင်တာဝန်ယူမှာမဟုတ်ပါဘူးဆရာစီမှာ3လပိုင်းအတွက်ဘေးရင်မေးလို့ရတယ်ဇာတာစစ်လို့ရတယ်တဲတော်မေးလို့ရတယ်စိုင်းနာမည်ပေးလူနာမည်ပေးတွေလည်းမေးလို့ရတယ်ပညာရေးအတွက်လည်းမေးလို့ရပါတယ်ပြီးတော့ဆရာစီမှာအဆောင်လက်ကောက်တို့အဆောင်ရည်မွေးတို့အဆောင်ဆွဲကြိုးတို့လည်းယုံကြည်နဲ့အဆောင်တွေဝယ်သုံးနိုင်ပါတယ်အရန်ဟိုမှာစွမ်းထက်တဲ့ထူးခြားတဲ့အဆောင်တွေကိုလည်းဆရာရောင်းပေးပါမယ်28ရက်နေ့မှာဝက်သားလုံးဝမစားပါနဲ့ရှောက်မှာ28ရက်နေ့အတွက်အကျိုးပေးကဏ္ဍလေးကတော့2468 3ညဖြစ်ပါတယ်စုံကဏ္ဍလေးတွေဖြစ်ပါတယ်28ရက်နေ့အတွက်အကျိုးပေးအယောင်ကတော့အဖြူရောင်နဲ့အဝါရောင်ဖြစ်ပါတယ်အဖြူရောင်ပါတဲ့အဝါရောင်ပါတဲ့အသုံးဆောင်တွေပတ်စံအိတ်တွေကိုသုံးမယ်ဆိုရင်ပို့ပြီးတော့လက်ပွင့်လက်ရွှင်စေပါတယ်ဆရာစီမှာလည်းငွေဝင်အိတ်တွေဝယ်လို့ရပါတယ်9ရက်သားသမီးအားလုံးကျမ်းမာချမ်းသာပြီးတော့လူရပြေးဝပါစေလို့ဆရာထူးမြောက်အောင်နေဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်